အားလုံးပဲမင်္ဂလာပါခင်ဗျအခုဆိုရင် social video လောကမှာ TikTok YouTube Short Facebook Reel တို့ပေါ်လာတဲ့အခါမှာ vertical video တွေတော်တော်ခက်စားလာတယ်တနည်းအားဖြင့် vertical video တွေကို edit လုပ်လာကြတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကြုံရတဲ့ပြဿနာပါလဲဆိုတော့ကျွန်တော်တို့ editing လုပ်နေတဲ့ဒီ After Effects တို့ Final Cut Pro တို့ရဲ့ workspace က horizontal workspace ဖြစ်နေတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ preview window ကလည်း non-link နဲ့ပြီးတော့ကိုယ့်ရဲ့ workspace ကြီးကလည်းရှုပ်ရက်ခက်နေတယ်ဒီလိုအခါမျိုးမှာကျွန်တော်တို့ editing workflow ကိုအချိန်ကုန်တက်တာစေဖို့အတွက် vertical workspace ဘယ်လိုလုပ်ရမလဲဆိုတာကိုအဆင့်ချင်းစီပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ After Effects မှာ vertical workspace ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ် After Effects ကိုစဖွင့်ခြင်းမှာဒီမှာဆိုရင် project panel ရှိမယ်ဒီမှာဆိုရင် composition panel ရှိမယ်ဒီမှာဆိုရင် effect panel ရှိမယ်ပေါ့နော်အောက်ကတော့ editing timeline ရှိမယ်ဒီ panel တွေကိုကျွန်တော်လိုသလိုမျိုးချင်းချဲလုပ်လို့ရတယ်ပထမဆုံးအဲ့ဒါမလုပ်ခင်မှာကျွန်တော်ဒီမှာ composition အသစ်တစ်ခုကိုခေါ်မယ် new composition ကိုနာမည်တစ်ခုပေးမယ်သူ့ရဲ့ preset ကိုတော့ကျွန်တော် social media portrait ပုံစံပေးမယ်1380 1920ပေါ့နော်ဒီကတော့ particle format ပေါ့နော်ကျွန်တော်တွေတော့ဒီလိုပဲထားပြီးတော့ okay နိုင်မယ်ဒီမှာဆိုရင် preview မှာ composition တစ်ခုရလာပြီဒီ composition နဲ့ကို particle preview တစ်ပုဒ်ကိုဆွဲထည့်မယ်ဒီမှာဆိုရင် horizontal workspace မှာ particle preview ကို edit လုပ်နေတဲ့အတွက်ကြောင့်မို့သူ့ရဲ့ preview ကတိတိလေးပဲပေါ်နေတာပေါ့နော်နောက်ကျ editing တွေလုပ်တဲ့အခါမှာ layer panel တွေအများကြီးခေါ်တဲ့အခါမှာဒီ preview panel တွေကတိတိလေးဖြစ်သွားတယ်ပေါ့နော်အခါကျရင်ကျွန်တော်တို့ဒီ preview panel ကိုအောက်ချလားအပေါ်တင်လားပြီးတော့ဇွန်ဆွဲလားခြုံကြည့်လားချက်ကြည့်လားအဲ့လိုမျိုးကြီးလုပ်နေရပါတော့အခါကျရင်ကျွန်တော်အချင်းကုန်တယ်ရန်လေလက်ပေါက်ကတက်ပေါ့နော်ဒီ preview video လေးကို vertical ပုံစံဒီဘက်ချက်မှာဒီလိုမျိုးလေးထားခြင်းနော်အဲ့ဒါလေးဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ် menu bar မှာရှိတဲ့ window ကိုသွားမယ်ပြီးရင် workspace ကိုနှိပ်မယ် workspace ထဲမှာကိုယ်သဘောကျတဲ့ဒီ workspace ပုံစံပေါ့နော်ရွှေလို့သူ option တွေတော့အများကြီးပေးထားတယ်ပေါ့နော်ဒီမှာဆိုရင် animation workspace ရှိမယ် color workspace ရှိမယ် associate graphic workspace ရှိမယ် preview workspace ရှိမယ်ဆိုတော့ဒီမှာတော့ workspace တွေအများပဲဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ vertical workspace ပုံစံဒီမှာမရှိသေးဘူးပေါ့နော်ဒါဆိုရင်ခုနလိုပဲ default ကိုပြန်ထားမယ် default ပြန်ထားပြီးရင်ကျွန်တော်တို့လိုချင်တဲ့ vertical workspace ဖြစ်အောင်ခုန composition panel လေးကိုဆွဲပြီးတော့ဟိုဒီဘက်ကညာဘက်တောက်ဆောင်မှာပို့ထားမယ်ဒီမှာဆိုရင် composition panel လေးကိုကျွန်တော်ဖိပြီးတော့ဆွဲပြီးတော့ကိုထားခြင်းနေရာမှာတွားပြီးတော့ထားလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ကိုလိုချင်တဲ့ particle workspace ပုံစံလေးရလာပြီဒါလေးကို adjust နည်းနည်းပြန်လုပ်မယ်ဒါဆိုရင်ကိုယ့်ရဲ့ particle video ကလည်းအပြည့်ကြီးပေါ်မယ် screen အပြည့်ပေါ်မယ်ရှင်းလင်းလင်းလေးဖြစ်သွားမယ်ကိုယ့်ရဲ့တခြား panel တွေအားလုံးကလည်းရှင်းရှင်းလင်းလင်းနဲ့ကြည့်လို့ edit လို့အဆင်ပြေသွားမှာပေါ့နော်ကိုလောက်ထားတဲ့ particle workspace ကြီးကိုနောက်တစ်ခါမှာ particle video တွေကို edit လုပ်တဲ့အခါမှာပြန်သုံးကျင်တယ်ဆိုရင်ပြန်ပြီးတော့သုံးလို့ရအောင်စိတ်ထားလို့ရတယ် window ကိုသွားမယ် workspace ကိုသွားမယ်အမှဆိုရင် save a new workspace ဆိုတာလေးကိုနှိပ်မယ်နာမည်လေးတစ်ခုပေးမယ်ကျွန်တော်ကတော့ particle workspace ဆိုပြီးတော့ပေးထားလာမယ်ပြီးရင် okay ကိုနှိပ်မယ်ပြီးရင်ကိုယ့်ရဲ့ငကုံမူလရှိတဲ့ horizontal workspace ကိုပြန်သွားခြင်းနဲ့ဆိုရင် workspace တွေက standard ကိုနှိပ်မယ်ကိုကနောက်တစ်ခါ particle video တွေကို edit ပြန်လုပ်ချင်တဲ့အခါမှာလည်းကျွန်တော်တို့ဒီ workspace တွေကိုသွားပြီးတော့ window တွေက workspace ကိုသွားပြီးတော့ particle workspace တွေကိုနှိပ်တာနဲ့ auto ပြောင်းသွားပါတော့ဒါဆိုရင်ကျွန်တော် After Effects မှာ particle video တွေကို edit လုပ်တဲ့အခါမှာဒီလိုမျိုး particle workspace လေးထားပြီးတော့ edit လုပ်တာပို့ပြီးတော့ကိုယ့်အတွက် working flow ပိုမြန်စေတယ်နောက်ထပ်ကျွန်တော်တို့ Final Cut Pro ကိုတွားကြည့်လိုက်ရအောင် Final Cut Pro ကိုဖွင့်တဲ့အခါမှာဒီမှာဆိုရင် browser panel ရှိမယ် viewer panel ရှိမယ် inspector panel ရှိမယ် editing timeline panel ရှိမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလဲအဲ့လိုပဲပထမဆုံး panel ကိုတွားမယ် new library ခေါ်မယ်ပြီးရင်ကိုစေးခြင်းတဲ့နေရာမှာစေးထားမယ်နောက် project တစ်ခုခေါ်မယ် project name ပေးမယ် video format နေရာမှာကျွန်တော် particle ကိုပဲရွှေ့မယ် resolution ကိုတော့1380 1920ပေါ့နော်ပြီးရင် okay ကိုနှိပ်မယ်ဒါဆိုရင် particle project video လေးကြာလာပြီဒီကို particle video တစ်ပုဒ်ကိုဆွဲထည့်မယ် particle video ကို editing တေချာလုပ်တဲ့အခါမှာကျွန်တော် sound effect တွေ music တွေနောက် effect တွေ
စာသားတွေဒါအများကြီးထည့်တဲ့အခါမှာဒီ editing timeline ရကြီးသွားပြီးတော့ဒီ preview particle preview လေးကလည်းသေးသွားတဲ့အတွက်ကြောင့်မို့ကြီး edit လုပ်ရတာသိအဆင်ပြေတော့ဒီလိုမျိုးဖြစ်တဲ့အခါမှာ particle workspace တစ်ခုလိုတယ်ဒီမှာဆိုရင်သူ့ရဲ့ panel တွေကိုကျွန်တော်အချင်းချဲ့ပဲလုပ်လို့ရတယ်နေရာလည်းရွှေ့လို့မရဘူးဒီညာဘက်ထိပ်ဆုံးမှာရှိတဲ့ browser အဖွင့်ပိတ် button လေးကလည်းသိအဆင်မပြေပြန်ဘူးဒါကိုနေတဲ့အခါမှာ browser ပျောက်သွားမယ်ပြန်ဖွင့်နေတယ်ဆိုရင်ဒါကိုပြန်နေရုံပဲပေါ့နော်ဒီဘက်က button လေးကတော့ inspector ဖွင့်ပိတ်ပေါ့နော် inspector ကိုဖြောက်ထားမလားဖွင့်ထားမလားပေါ့ဒီမှာဆိုရင်ပျောက်သွားပြီဒါပေမဲ့လို့ကျွန်တော်တို့လိုချင်တဲ့ particle workspace ပုံစံမဖြစ်သေးဘူးပေါ့နော်ဒီအလေကတာလန်ခလုတ်လေးကိုလည်းဖွင့်ပိတ်လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ပုံစံမဟုတ်သေးဘူးဒီမှာဆိုရင်လည်း particle preview ရတာအပြည့်ပေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ edit လုပ်ရမယ့်တာလန်ကပျောက်နေတော့အဆင်မပြေပြန်ဘူးရှေ့မှာ after effect မှာလုပ်ခဲ့တယ်လို့မျိုးပဲဒီ particle preview panel ကိုကျွန်တော်ဒီဘက်ချမ်းကိုအပြည့်ပေါ်ကျင်တာပေါ့နော်ညာဘက်ချမ်းကိုအပြည့်ပေါ်ကျင်တယ် Final Cut Pro menu ထဲမှာရှိတဲ့ window တွေကိုတွားကြည့်မယ် window တွေက workspace ကိုတွားမယ်ဒီထဲမှာ workspace 3ခုလောက်ပြထားပါတော့ကျွန်တော်တို့လိုချင်တာရှိရတာတစ်ချက်စမ်းဖွင့်ကြည့်မယ်ဒီ workspace မှာမရှိဘူးကျွန်တော်တစ်ပုတ်ပဲပြန်ထားမယ်ဒါပေမဲ့ခုနလိုမျိုးပဲဒီ inspector တို့ editor တန်းလာတွေကပြောင်းမသွားဘူးပေါ့နော် after effect မှာလိုမျိုးပဲ panel တွေအကုန်လုံးရှိနေရမယ်ဒီ particle review panel ကဒီဘက်ချက်မှာပေါ်နေရမယ်အဲ့လိုမျိုးဖြစ်ဖို့အတွက် Final Cut Pro ထဲမှာလည်း manual option ကောင်းအောင်မရှိဘူးစင်မပြေဘူးဒီလိုမျိုးအချိန်မှာကျွန်တော်တို့ Google ကိုသွားမယ် FCB booster ဆိုပြီးတော့ရှာမယ်ပေါ်ဆုံးမှာကြာလာတဲ့ဒီ link ထဲကိုဝင်မယ်အထက်က workspace remapper ဆိုတဲ့ຢာလေးကိုဝင်မယ် Final Cut Pro ရဲ့ workspace လေးပြထားတယ်ပေါ့နော်ဒီမှာဆိုရင် browser ရှိတယ် viewer ရှိတယ် inspector ရှိတယ်timeline ဆိုပြီးရှိတယ် viewer လေးကိုဖြည့်ပြီးတော့ရွှေ့မယ်ဒီမှာဆိုရင် inspector အောက်ရောက်သွားပြီအဲ့ဒါလေးကိုပြန်ဆွဲပြီးတော့အပေါ်ပြန်တင်မယ်ဒီမှာဆိုရင် after effect လိုမျိုးပဲကိုယ့်ရဲ့ workspace ကို manual ရွှေ့ကစားလို့ရတယ်ဒီ inspector နေရာလေးမှာပဲကျွန်တော် viewer လေးထားချင်တာပေါ့နော်ခုနက after effect လိုမျိုးအဲ့လိုမျိုးလေးထားမယ်ဒါကြောင့်မို့ကျွန်တော်ရွှေ့ပြီးတော့ထည့်လိုက်ရုံပဲကဲဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ Final Cut Pro မှာ particle workspace လေးရလာပြီပြီးတာနဲ့ဒါလေးကိုနာမည်ပေးမယ်ကျွန်တော်တို့ဒီနေရာမှာ particle workspace ဆိုပြီးတော့ပေးမယ်အားလေးကို export လုပ်ပြီးတော့တင်ထားမယ်ဒီမှာဆိုရင် export ကိုနှိပ်တာနဲ့သူ auto down သွားပါတော့ဒီ workspace လေးကို particle workspace လေးကကျွန်တော် download ထည့်မှုရောက်သွားပြီပြီးရင် Final Cut Pro ကိုပြန်ဖွင့်မယ် Final Cut Pro တွေက window ကိုသွားမယ် workspace ကိုသွားမယ် open workspace folder ဆိုတဲ့ဟာလေးကိုနှိပ်မယ်ဒီမှာရှိပြီးသား Final Cut Pro ရဲ့ workspace လေးအခုကြာလာပါဘောနော် Final Cut Pro ရဲ့ workspace တွေကိုဆွဲထည့်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ Final Cut Pro ထဲမှာ particle workspace လေးရှိလာပြီပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ particle preview တွေကို edit လုပ်တဲ့အခါမှာကိုယ့်ရဲ့ editing workflow ပို့ပြီးတော့မြန်ဖို့အတွက် particle workspace လေးရှိထားဖို့လိုအပ်ပါတယ်ဒီ video workflow လေးကတင့်အတွက်အသုံးဝင်တဲ့ချိန်ကုန်သက်သာစေတယ်ဆိုရင်ကျွန်တော်ရဲ့ Total YouTube channel လေးကို like and subscribe လုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ်